年ကျော်ပဲရှိတယ်ဘာလို့ရေးစားတာလဲဟမ်မကောင်လေးပုတ်ပေးလိုက်တာတဲ့သူ့ကောင်လေးတဲ့ဟုတ်တယ်အနောက်မှာပါတဲ့ကောင်လေးအတူအမေတွေ့မှာဆိုလို့လေအတူအမေကြားမှာဆိုလို့တူတူလေးပြောနေတာဟာလေနောက်ဖဖောက်ဘွားနဲ့တွေးချင်လို့ဘယ်မှာလဲဘယ်မှာလဲနောက်ဖဖောက်ဘွားဒါလားနောက်ဖဖောက်ဘွားငငယ်လေးပဲရောအသက်ဘယ်လောက်ရှိပြီလဲ 10 နှစ်ခွဲ ဟဲလာမေမေကြောင်းမယ်ဟိုကမေမေလားလာတူတူလေးပြောမယ်လား10နှစ်ကျော်ပဲရှိတယ်ဘာလို့ရေးစားတာလဲဟမ်မကောင်လေးပုတ်ပေးလိုက်တာတဲ့ဟုတ်တယ်လို့ ဟုတ် အဲ့မေမေလားစူတော့မှာပဲလာဒီကိုဒီမှာအထဲမှာလဲဟိုဟာဗလဲ Happy birthday ပါတဲငယ်တဲ့အဲ့လိုရေးထားတယ်ယူပါလားလို့မယူလို့မရဘူးလေလာပို့ပေးပြီတခြားသူလဲပါတယ်သူလဲလိုက်လာတယ်ဘယ်လိုလုပ်နေတာဟမ်သူကောင်လေးတဲ့ ဟုတ်တယ်အနောက်မှာပါတဲ့ကောင်လေးအတူအမေတွေ့မှာဆိုလို့လေအတူအမေကြားမှာဆိုလို့တူတူလေးပြောနေတာငငယ်လေးတော့ဘာလို့ရီစားထားလဲအေး तू ကလာတယ်နော်အနောက်မှာနော်ကြည့်မလားခေါ်လိုက်မလားသူခေါ်လိုက်ပါမခေါ်လို့မရတော့ဘူးလေမခေါ်လို့မရတော့ तू ဒီနားရောက်လက်ထားအောင်နောက်လက်ထားအောင် तू ပါလာတယ်ပေးလိုက်တဲ့ तू ပါလာတယ်သိလားဟုတ်သိလားတော့ပါမှာကောင်လေးကပါမှာ မသိဘူး စုခါတော့မှာပဲအဖေမရှိဘူးလားဟုတ်လားဖေတဲမှာတော်သေးလို့အဖေနဲ့မတူလို့ပေါ့သွားထားလိုက်အောင်မယ်နောက်မလဲနဲ့နော်နောက်မလဲနဲ့နောက်မလဲနဲ့ရှင်နေမှာဘယ်လိုခံစားရလဲအခု ပြောတယ် ပျော်တယ်ကောင်းလေးပေးလိုက်တော့ပျော်တယ်ဟလား